ကဲစားကြပါလားဒါတော့အသီးရွက်တွေနဲ့ငပိနဲ့တို့စားမှာဝှရှော့နေတဲ့သူတွေတော့ဆိုတော့အဆင်ပြေတယ်တိလားဒီလိုထိုင်းငပိပြော်လေးနဲ့အရွက်လေးနဲ့ကိုကတော့ဝှရှော့လို့စားတော့မဟုတ်စားခြင်းလို့စား比较浓的菜。嗯。